Welcome back to my channel ဒီနေ့ကတော့ Kita ရဲ့ video တွေမှာရထားတဲ့ comment လေးတစ်ခုနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြခြင်းတဲ့အတွက်ကြောင့်မလို့ဒီ video လေးကိုလုပ်ထားတာပါသူမေးတာက Denmark နဲ့ Germany နဲ့ဆိုလို့ရှိရင်ဘယ်ဟာကပို့ပြီးတော့အဆင်ပြေမလဲပေါ့နော်ဘယ်နိုင်ငံကိုရွေးရမလဲဘယ်ဘာသာစကားကပို့ပြီးတော့ခက်လဲအင်္ဂလိပ်စကားနဲ့ပဲ survive ဖြစ်နိုင်လားဒီလိုမျိုး question လေးတွေကိုခုဒီ video ထဲမှာ Kita ဘာဖြစ်လို့ Germany နိုင်ငံကိုရွေးခဲ့တယ်ဆိုတဲ့အကြောင်းရင်းလေးကနေပြီးတော့တဆင့်ဘယ်လိုမျိုးအားသာချက်တွေအားနည်းချက်တွေရှိတယ်ဆိုတာကိုKitaသိထားတဲ့အချက်တွေအကုန်လုံးကိုမျှဝေပေးတော့ပါမယ်ရှင်။ပထမဦးဆုံးအနေနဲ့ဂျာမနီနိုင်ငံကိုလူတွေဘာဖြစ်လို့ဒီလောက်ထိရွေးကြတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်။ဂျာမနီမှာများသောအားဖြင့်လူတွေကအသက်တွေကြီးလာနေပြီးတော့လှုပ်နိုင်တဲ့အရွယ်တွေနဲ့ပင်စင်ယူရတော့မဲ့လူတွေရဲ့အချိုးအစားကိုနှိုင်းယှဉ်ကြည့်တဲ့အခါပင်စင်ယူမဲ့အချိုးအစားကပုံများပြီးတော့လက်ရှိလုံနိုင်သေးတဲ့လူဦးရေကလျော့နေလာပါတယ်။ဒါကြောင့်မို့လို့immigrants တွေနဲ့ foreign worker တွေကိုအများကြီးခေါ်နေတာပါအလုပ်သမားတွေလိုတဲ့အတွက်ကြောင့်မို့လို့နိုင်ငံခြားသားတွေကိုပို့ပြီးတော့လိုလားလာတယ်။ပြီးကြလို့ရှိရင် visa စီးမြင့်စီကန်းတွေလည်းပို့ပြီးတော့လွယ်ကူလာတယ်။နောက်တစ်ခုကကျတော့ပညာရေးကဈေးပေါ်တယ်ဆိုတာကတော့လူတိုင်းသိကြမယ်ထင်တယ်။ Europe မှာများသောအားဖြင့်ကဒီတခြားတကမ္ဘာလုံးနဲ့ရှင်လို့ရှိရင် Europe ရဲ့ပညာရေးကအရန်ကိုဈေးနေတာလူများသိကြတယ်။ဒါပေမဲ့နောက်ထပ်ပို့ပြီးရည်ကြီးတဲ့ဟာတစ်ခုရှိသေးတယ်။ဂျာမနီမှာအစိုးရတက္ကသိုလ်တွေကလုံးဝပညာသင်စရိတ်မရှိသလောက်ကိုနေတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်လုံးဝ tuition fee 0 to nothing ပေးရတာတခုဘာရှိလဲဆိုလို့ရှိရင် semester fees ဒါလောက်ပဲပေးရတယ်လုံးဝ public education က free ဖြစ်တယ်Europe တစ်ခုလုံးကနေပြီးတော့အတိအမှတ်ပြုတဲ့ degree တစ်ခုရမယ် Ausbildung ဆိုတဲ့ apprenticeship တွေရှိရပေါ့နော်ဒီဟာတွေကဆိုလို့ရှိရင်လုံးဝဒီ Germany တစ်ခုထဲမှာပဲKitaသိထားသေးရပေါ့ France မှာလည်းရှိရလို့ကြားဖို့ပဲ France ကဟာကဘယ်လိုရှိလဲတော့Kitaသိချာမသိသေးပါဘူးနောက်ပိုင်းသိလာတယ် Euro ကလည်းသိချင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပြပေးပါမယ်ဒါပေမဲ့ဒီ Ausbildung program ကနိုင်ငံတကာကအတိအမှတ်ပြုပြီးတော့ဒီဟာလုပ်ပြီးလို့ရှိရင်အလုပ်အတွက် guarantee ပေးနိုင်တဲ့အထိအလုပ်ရဖို့အတွက်ပေါ့နော်guarantee ပေးနိုင်တဲ့အထီကိုအရန်ကို secure ဖြစ်တဲ့ system ရှိပါတယ်ဒီ Ausbildung လုပ်နေတော့မှဆိုလို့ရှိရင်လစာလည်းရတယ်အတွေ့အကြုံလည်းရတယ်ဒီဟာပြီးလို့ရှိရင်တန်းပြီးတော့လည်းပဲ secure ဖြစ်တဲ့အလုပ် offer တွေ position တွေရဖို့အတွက်ကဒီတက္ကသိုလ်ကနေဘွဲရလာတဲ့လူတွေထပ်တောင်ပို့ပြီးတော့မြင့်သေးတယ်ပေါ့နော်Denmark မှာဒီလိုရှိလားKitaကတော့မကြားဘူးသေးပါဘူးရှိတာကိုသိတဲ့သူရှိတယ်ဆိုလို့ရှိရင်Kitaကိုပြောပြပေးနိုင်ပါတယ် please comment it down below Germany ကပြောပြရမယ်ဆိုလို့ရှိရင် gateway country တစ်ခုလို့သတ်မှတ်လို့ရပါတယ် German ဘာသာစကားတစ်ခုကိုတက်ပြီဆိုလို့ရှိရင်ဒါKitaဘာလို့ German စာကိုသင်ဖို့ရွေးချယ်ခဲ့လဲဆိုတဲ့ဟာတွေကပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီနိုင်ငံကိုဒီ Europe ထဲကိုအခြေချဖို့စဉ်းစားခဲ့တော့ကFrench ပဲသင်ရမလား Italian ပဲသင်ရမလားဘယ်ဟာသင်ရမလဲဆိုပြီးတော့စဉ်းစားတဲ့အခါမှာ Europe ရဲ့ populated ဒီတော့ချတာအများဆုံးဖြစ်တဲ့ဘာသာစကားကဂျာမန်ဘာသာစကားဖြစ်တယ်ဆိုတာကိုKitaလေ့လာမိခဲ့ပါတယ်ဒီဂျာမန်စကားကိုအများဆုံးအသုံးပြုကြတဲ့နိုင်ငံ9နိုင်ငံတောင် Europe မှာရှိတယ်ပေါ့နော် Germany obviously and Austria ပြကြလို့ရှိရင် Switzerland မှာဆိုလို့ရှိရင်လည်းပဲတခြားဘာသာစကားတွေလည်းအများကြီးပြောတယ်ဆိုပေမဲ့ဒီဂျာမန်စကားကသူတို့ရုံးသုံးစကားအဖြစ်နဲ့အဓိကသုံးနေကြတော့မှာ Belgium ရဲ့တချို့နေရာတွေပြလို့ရှိရင် Liechtenstein ဒီလိုဒေသတွေမှာဂျာမန်စကားကိုတာပါတယ်ပြီးလို့ရှိရင်ဒီလိုနိုင်ငံတွေမှာသွားပြီးတော့အခြေချနေထိုင်လို့ရပါတယ်ဂျာမန်စကားကိုသင်ထားပြီဆိုလို့ရှိရင်Kitaကတော့ Switzerland မှာအရင်နေကြပါတယ်ဒါကြောင့်မို့လို့Switzerland မှာချက်ချင်းလဲသွားပြီးတော့ကြောင်းတက်ဖို့ရောဘာဆိုဘာမှလုပ်ဖို့မဖြစ်နိုင်ဘူးအရင်လဲစေးကြီးတာကို I'm sure you all know အဲ့တော့ဒီ Germany ကိုလာဖို့အတွက်ရွေးချယ်ဖြစ်ခဲ့ပါတယ်ဒီ comment မှာမေးထားတာက Denmark ကိုအဓိကမေးထားရဖြစ်တဲ့အတွက်ကြောင့်မို့လို့ Denmark နဲ့ရှင်ပြီးတော့ပြပြပေးပါမယ်ကောင်းတဲ့ချက်ကလူတိုင်းဒီပါအင်္ဂလိပ်စကားပြောနိုင်တယ်နေထိုင်မှုအဆင့်အတန်းလည်းမြင့်တယ်ဒါပေမဲ့ဇရိတ်ကြီးတယ်အခွန်လည်းအရန်များတယ်အခွန်ကဂျာမနီထက်တောင်များသေးတယ်ပြီးကြလို့ရှိရင်သူတို့ရဲ့အလုပ်ဈေးကွက်ကအရန်သေးပါတယ်ဂျာမနီကကြတော့အလုပ်ကိုင်ခွင့်ရေးအရန်များတယ်ပြောရမယ်ဆိုလို့ရှိရင်သူတို့ဒီ foreign workers တွေကိုလိုအပ်နေတဲ့ဆိုတဲ့ demand ကလုံးဝတကယ် no secret so obviously this oneပြီးလို့ရှိရင်ဇရိတ်တက်တာတယ် transportation ကအစကွယ်ဒီတနိုင်ငံလုံးကိုတစ်လလုံးကြိုက်တလောက်ခရီးသွား58 euro ဒီ social security system ကအရန်ကိုကောင်းတယ်အရန်လဲခိုင်မာပြီးတော့တကယ်ပေါ့နော်အခွန်ပေးရတာနဲ့တန်တယ်လို့လည်းခံစားရပါတယ်ဒီလိုဒီအကြောင်းကိုသိစိတ်သိချင်တယ်ဆိုလို့ရှိရင် comment ရေးခဲ့ပါ I'll be explaining it to you guys one thing that is bad German စကားသင်ရမယ်
Denmark လိုမျိုးအင်္ဂလိပ်စကားနဲ့တွေမရဘူးဂျာမန်စကားကိုသင်မှရပါမယ်ဒါကဘာကိုဆိုလိုတာလဲဆိုတာကိုဆက်ပြီးရှင်းပြပေးမှာမဟုတ်လို့ဗီဒီယိုအဆုံးထိကြည့်ပေးပါကဲအခုဂျာမန်စကားနဲ့ Danish စကားကဘယ်ဟာကပို့ပြီးတော့ခက်နိုင်လဲဂျာမန်စကားခီတာအမြင်မှာဆိုလို့ရှိရင် system အရန်ကြတယ်အရန်စနစ်ကြတယ်ပြောရမယ်ဆိုရင်အင်္ဂလိပ်စာထက်တော့နည်းနည်းလေး system ကြတယ်လို့ပြောလို့ရတယ်သင်ယူရလွယ်တယ်လို့လည်းခီတာထင်တယ်ရှင်ဘာလို့လဲဆိုတော့များသောအားဖြင့်အင်္ဂလိပ်စကားသင်ပြီးပြီဆိုလို့ရှိရင်ဂျာမန်အတွက်က alphabet တောင်မလို့တော့ဘူးပြီးလို့ရှိရင်ဂျာမန်ကလေရေးထားတဲ့အတိုင်းကိုအတန်ထွက်တာအင်္ဂလိပ်စာမှာရေးတဲ့အတိုင်းအတန်မထွက်တဲ့စကားလုံးတွေအများကြီးရှိပေမဲ့ဂျာမန်မှာကသူတို့ရေးထားရင်ရေးထားတဲ့အတိုင်းပဲအတန်ထွက်တယ်အဲ့ဒီအချက်ကအရန်ကိုconvenient ဖြစ်တယ်လို့ကြည်တာမြင်ပါတယ်ဂျာမန်ကအရန်ကိုပြောကြတဲ့နိုင်ငံတွေလည်းအရန်များတဲ့အတွက်ကြောင့်မလို့သင်ယူနေတွေလည်းအရန်များတဲ့အတွက်ကြောင့်မလို့ resource ရှာရတာအရန်လွယ်ဒီ level ခုကိုသင်ချင်လားအလကားသင်လို့ရတဲ့နေရာတွေလည်းအများသလိုဗာလဲ free resource တွေလည်းအရန်များပါတယ်ဥပမာအဖြစ် YouTube မှာသွားပြီးတော့နည်းနည်းလေးရိုက်ချလိုက်ပြီဆိုလို့ရှိရင် influencer တွေလည်းအများကြီးတွေ့လိမ့်မယ် but Danish I'm not sure. I can't be sure to be honest. ဒါပေမဲ့တခုသေးချာတာက Danish ကပြောရတဲ့ pronunciation လေးယူလေးသိပြောဖို့စကားသင်ရတာကကိုခီတာအတွက်အရန်ခက်ခဲပါတယ်။ဒါနည်းနည်းလေးလိုက်ပြောကြည့်ခဲ့ရပေါ့နော်။အရန်ခက်တယ် Danish နဲ့ German နဲ့ရှင်းလာပြီဆိုလို့ရှိရင် German ကပို့ပြီးတော့လွယ်တယ်လို့ပြောလို့ရှိပါတယ်။ခီတာသိထားရပေါ့နော်။နောက်ထပ်မေးခွန်းတစ်ခုဂျာမနီနိုင်ငံမှာအင်္ဂလိပ်စကားတစ်ခုတည်းနဲ့နေလို့ရလား To be honestအမြန်ဆုံးဖြေရမယ့်နည်းလမ်းကရပါတယ်ဂျာမနီကလူတွေအကုန်လုံးနှီးပါအင်္ဂလိပ်စကားကိုနားလည်ပြီးတော့အင်္ဂလိပ်စကားပြောတတ်ပါတယ်များသောအားဖြင့်လူငယ်တွေပါလူငယ်တွေဆိုလို့ရှိရင်အင်္ဂလိပ်စကားကိုပြောလဲပြောနိုင်တယ်နားလဲနားလဲနိုင်တယ်ဒါပေမဲ့အသက်ကြီးပိုင်းနေနဲ့တချို့ immigrants တွေပေါ့နော်ဥပမာအဖြစ် Turkish တို့ Greek တို့ diverse ဖြစ်တဲ့နိုင်ငံဆိုတော့အင်္ဂလိပ်စကားမပြောနိုင်တဲ့လူတွေရှိတာကိုတစ်ချက်တွေးထားရပါမယ်ဒါပေမဲ့ဂျာမန်လူမျိုးတွေကတော့အင်္ဂလိပ်စကားကိုငယ်ငယ်လေးကတည်းကသင်လာရတဲ့အတွက်ကြောင့်မို့လို့ပြောတတ် communicate လုပ်တတ်ကြပါတယ် To answer it short in a short way you're gonna survive here but you're not gonna thrive what I mean by this ဘာကိုဆိုလိုတာလဲဆိုရင်အဓိကအဖြစ် office တွေမှာကကြတော့ရုံးသုံးစကားတွေကဂျာမန်စကားပဲသုံးကြပါတယ်အထူးသဖြင့်လူစေးရုံဗီဇာရုံပြီးကြရင်ဘဏ်အိမ်ငါးစာချုပ်အရာအလုံးကဂျာမန်လိုတဲ့ဟာတွေကြီးပါပဲဒီနိုင်ငံကိုလာခြင်းနဲ့ survive လုပ်ရုံပဲဆိုလို့ရှိရင်အင်္ဂလိပ်စာတက်ရုံနဲ့တင်လုံလောက်ပါတယ်ဒါပေမဲ့ thrive ဖြစ်ခြင်းလဲဆိုလို့ရှိရင်တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ကိုကဒီကိုလာပြီးတော့နေုံပဲနေမယ်ကိုမှ social circle လည်းရှိပြီးသားအလုပ်ကိုလုပ်တဲ့အလုပ်ကလည်းပဲ IT တို့ဘာတို့လူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာမန်စကားမလို့ဘူးအသက်ရှင်ုံပဲဒီလိုမျိုးမလိုအပ်ဘူးလို့ထင်တယ်ဆိုလို့ရှိရင်သင်စရာမလိုပါဘူးမသင်မဲနဲ့နေနေတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ culture ကိုလုံးဝ adapt ဖြစ်ပြီးတော့ integrate လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဂျာမန်စကားက critical ဖြစ်ပါလိမ့်မယ်အခုခီတာဘာဖြစ်လို့ဂျာမနီနိုင်ငံကိုရွေးခဲ့လဲဆိုတာကိုပြောပြပါမယ်ဂျာမနီနိုင်ငံကfirstly ပညာရေးအရန်ဈေးပေါ်တယ်ခီတာပဲအချိန်မဆို bachelor degree သွားယူချင်လား master degree သွားယူချင်လားခီတာပညာရေး tuition အတွက်မစင်စားရဘဲနဲ့ချက်ချင်းလိုချင်တဲ့ဟာကိုသွားပြီးတော့ယူလို့ရတယ်အဲ့တော့ opportunity အရန်များတယ်limited ဖြစ်မနေဘူးlike easily accessible လည်းဖြစ်တယ်ကိုယ့်ရဲ့အနာဂတ်ကလုံးဝတည်ငြိမ်တယ်လို့ခံစားရတယ်အလုပ်ပြုတ်တယ်မလားကိုယ့်ကို support ပေးမဲ့ဒီ social security system တခုကောင်းကောင်းမွန်မွန်ရှိတယ်အဲ့ဒီတော့ကြောင့်မလို့အလုပ်ပြုတ်မှာလားဒီစီးပွားရေးကဘယ်လိုသွားမှာလဲအဲ့ဒါကို constantly worry ဖြစ်နေစရာမလိုဘူး Europe တခုလုံးမှာဒီနိုင်ငံကရတဲ့qualification တွေကဘာဝင်တန်းဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခွင့်အလမ်းတွေရမယ်ပေါ့နော်နောက်ပိုင်းဂျာမနီမှာမနေချင်တော့ဘူးဆိုလို့ရှိရင်တော့တခြားနိုင်ငံကိုကူးတဲ့အခါဒီနိုင်ငံရဲ့ qualification ကပါဝင်တန်းဝင်ဖြစ်ပါလိမ့်မယ်နောက်ဆုံးတစ်ခုကခီတာ work on လုပ်နေတဲ့ဟာပေါ့နော်နိုင်ငံသားဖြစ်ဖို့အတွက်လမ်းကြောင်းအရန်ရှင်းတယ်အရန်လဲလွယ်တယ်ခီတာ I just have to learn German and I just have to do some process very simple processes အဲ့တော့ခီတာလိုမျိုး passport အရန်ကို weak ဖြစ်တဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ခီတာကပြီးကြလို့ရှိရင်နိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ဂျာမနီနိုင်ငံရဲ့ဒီလိုကောင်းတဲ့အချက်တွေကြောင့်ဂျာမနီကိုရွေးခဲ့တာဖြစ်ပါတယ် Denmark က short term အဆင်ပြေတယ်ဂျာမနီနိုင်ငံက long term အတွက် preferable ပိုဖြစ်တယ်ဒီ Loiter ရဲ့ရီမန်းချက်ပေါ်မူတည်ပြီးတော့ရွေးချယ်လို့ရပါလိမ့်မယ် That's it for today's video I'll see you next time bye bye Thank you for watching my content bye bye